ဒီနေ့ကတော့ 7% ဆိုင်ကတိုးလာတဲ့ဒီဘေးဒုတ်ထည်လေးကိုပေါ့နော် upcycling ပြန်လုပ်မှာဖြစ်ပါတယ်ကျမမှာညအိပ်ဝတ်ဖို့အတွက် mini dress လေးတွေမရှိတာနဲ့ဒါလေးကို mini dress တစ်ထည်ချုပ်ဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်ဘာဖတ်တမ်းမှမလိုဘဲနဲ့ကျမဒီပိတ်စပုံမှာပဲတန်းညှပ်ပလိုက်တယ်ပေါ့နော်ဒီခါးလေးတွေလိုင်းဆွဲပြီးတော့ဒီဂျိုင်းအောင်ဖောက်ပြီးတော့ကိုလိုတလောက်လေးကိုညှပ်လိုက်ပြီးတော့မှကျမချုပ်ပါဖြစ်ပါတယ်သူကဆွဲသားလေးဆိုတော့ကိုကြိုက်တဲ့လောက် adjust လုပ်လို့ရတယ်ပေါ့နော်ပြီးတော့ကျမဒီဆက်ကလေးကိုလည်းကြွားချင်ပါသေးတယ်ဒီဆက်ကလေးကဆွဲသားလေးတွေလည်းချုပ်လို့ရတယ်အထူအပါကြိုက်တာလာခဲ့အကုန်ချုပ်လို့ရတဲ့ဆက်ကလေးဖြစ်လို့ကျမတို့တော့ကျမရဲ့လက်ဆွဲလေးပဲပေါ့နော်အခုချိန်ထိဒီဆက်ကလေးကိုထိုင်းနိုင်ငံကဆက်ချုပ်ဝါသနာပါတဲ့အမျိုးသမီးလေးတွေဝယ်ချင်နေဆိုရင်တော့ကျမမန်ရှင်းထားတဲ့ဒီကျမရဲ့ personal account မှာတော့ဝယ်လို့ရပါတယ်ဒီအထည်လေးကချုပ်တာအလောက်မကြောက်တနာရီခွဲလောက်ပဲကြာတယ်ပြီးတယ်လေကျမရင်ဘက်ကိုပုံမှန်တိုင်းမထားချင်တော့ဒီလိုမျိုးအသွင်လေးနဲ့ဆိုပို့ပြီးတော့ဆွဲဆောင်မှုရှိမယ်ထင်လို့ပေါ့နော်ဒီအသွင်လေးထည့်လိုက်ပါတယ်ဒီအသွင်လေးကိုလည်းအတိုင်းမထားချင်တော့ကျမဖဲပြားလေးထည့်လိုက်ပါတယ်ဆိုတော့ here is the final result ပေါ့နော်ဒီ final result လေးကတော့ကျမတို့အော်မြင်သက်စရာအရန်ကောင်းပါလေလုံးဝ sexy ဆန်တဲ့ look ဖြစ်သွားတယ်ပေါ့နော်ဆိုတော့အိမ်မှာရှိတဲ့အထည်တချို့ကိုမလွတ်ပြဖက်နဲ့ဒီလိုမျိုးလေး try ကြည့်ကြည့်နော်နောက်ထပ်ပြီးတော့ဒီလို upcycle creation တွေအတွက်ကျမရဲ့ account လေးကိုလည်း follow ဖို့မမေ့နဲ့နော်အဆုံးထိကြည့်ရှုပြီးလို့အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်တတာ